င်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာဆိုလို့ရှိရင်အပင်ကတော့အရန်ကိုလှပေမဲ့အနာရှိတဲ့အတွက်ကြောင့်မလို့အသီးတွေကိုကျွန်တော်ဒီဖြတ်ပြရမှာဖြစ်ပါတယ်ဆိုတော့ဒီဒူးရင်သီးတွေကဒီအပင်တွေကဘယ်လောက်ပဲလှလှကွာဘယ်လောက်ပဲအပင်ဒီအသီးတွေဖြစ်ထွန်းဒါပေမဲ့အသီးသီးတဲ့အချိန်မှာဒီအနာတွေအပင်အောက်မှာအနာတွေရှိလို့ရှိရင်ဒီအသီးတွေဖြတ်ရပါတယ်ပေါ့နော်အခုလိုမျိုးဒီလိုမျိုးအသီးတွေဖြတ်ပေးရပါတယ်အဲ့လိုမျိုးအသီးတွေမဖြတ်ပေးဘူးမချွေဘူးဆိုလို့ရှိရင်ဒီအပင်ကဘယ်လိုပြောမလဲဒီရေဆွေးအားအရန်မကောင်းတဲ့ခါကျတော့ဒီအပင်တွေကတည်သွားနိုင်တယ်အဲ့ဒါကြောင့်မလို့ဒီအသီးတွေကိုကျွန်တော်ချွေပေးရတယ်ပေါ့နော်ဒါနှမျောဆရာပေါ့ဒီအသီးတော့အများကြီးအခုမှတော့ထောက်လာတာပေါ့လေဒါပေမဲ့ဒီအသီးတွေမချွေဘူးဆိုလို့ရှိရင်ဒီအပင်ကအောက်မှာအနာတွေရှိပြီးမှဒီရေဆိုးအားမကောင်းဘူးကွာမြင့်တွေပေါ်တော့ဒီအပင်မြင့်တွေကရေဆိုးအားမကောင်းအဲ့လိုမျိုးခါကျတော့သူတို့ပင်တွေတည်သွားနိုင်တယ်အဲကြောင့်မအသီးကိုမထားတာကောင်းတယ်အသီးတည်တဲ့ချိန်မှာပေါ့နော်ဒီအပွင့်တဲ့ချိန်မှာအဲ့လိုမျိုးရှိတယ်ဆိုလို့ရှိရင်ဒါအောက်မှာဒီမှာတွေ့ရမလားဒီအပင်အောက်မှာအနီရောင်လေးတွေအဲ့လိုမျိုးအနီကွက်တွေကအနာရှိတာဖြစ်ပါတယ်နော်ကျွန်တော်ဒီမှာပြကြည့်ပါမယ်ကျွန်တော်ပြပေးပါမယ်ခင်ဗျဒီမှာကြည့်ပါအဲ့လိုမျိုးပင်အောက်မှာအနာတွေဒီအဲ့လိုမျိုးအနာတွေပေါ်လာပြီဆိုလို့ရှိရင်ဒီအသီးတွေလုံးဝမထားပါနဲ့ဒါပြန်ဟိုဒီပေါတူနဲ့ကလော်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီဓာတ်နဲ့အထဲမှာဒီအမြင့်မှာဒီသူတို့ကဘယ်လိုပြောမလဲရေအရန်ဆူနေလို့လာမသိဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီလူရဲ့ပြင်တော့အနာမျိုးပေါ်တဲ့တယ်ခင်ဗျဒါဒီအမျိုးပေါ်တဲ့တယ်ဒါဟိုအကြောင်းရဒီဥဒုကြောင့်ဘာညာကြောင့်လို့ပြောလို့မရပါဘူးဒီပင်လည်းပဲတည်ရရှိတယ်ဒါပေမဲ့ဒါထားလို့ဖြစ်မှာမဟုတ်ဘူးအောက်မှာတည်တယ်အဲ့လိုမျိုးညီကျေးတာကွက်လိုက်ပေါ့နော်အဲ့လိုမျိုးဝေးပေါက်တဲ့ပုံစံမျိုးအဲ့လိုမျိုးရှိတဲ့ခါကျတော့ဒီဖြတ်ပေးရမှာဖြစ်ပါတယ်ဒါတွေကတည်ရချွေရမယ်ဟိုပင်လည်းဒီတိုင်းပေါ့နော်ဒါဒူးရင်ချမ်းဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒါဒီကုန်းနဲ့အရန်ကောင်းတယ်ဆိုပေမဲ့ရေရလည်းအရန်ခိုးတာမကောင်းသလိုအရန်ရေမခိုးတာလည်းမကောင်းဘူးပေါ့နော်အမျိုးရှိတတ်ပါတယ်ဒီအပင်မှာကြည့်ပါအောက်မှာဒီအပင်အရင်းမှာအများဖြစ်ဒီလိုမျိုးအပင်အရင်းမှာဖြစ်တယ်ဆိုလို့ရှိရင်တော့တော်တော်ကျူးစားရပါတယ်ဒါအစမှာတော့ဒါပိုးတေးသေးလေးထိုးတာပေါ့လေဒီပိုးထိုးရကနေလည်းမျိုးဖြစ်သွားတာပေါ့ဒါကောင်းပြီးသားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကဒီစိုးရင်လည်းဖြစ်တဲ့ကြောင့်မလို့အသီးတွေထားလို့မရဘူးအပင်ကတော့အကန်းတွေကတော့ရှည်ပါပဲဒါကြောင့်ဒါအသီးတွေချွေထားတာဖြစ်ပါတယ်ဒါအသီးတွေမချွေလို့ရှိရင်တော့တလား2လားလောက်ကြာလို့ရှိရင်တော့ဒီအရန်အရွက်တွေဝါပြီးမှလေအဲ့လိုမျိုးအသီးတွေအပေါ်မှာအဲ့လိုမျိုးယူလို့မယူဘဲနဲ့ဒီအပင်တွေတခါတည်းတည်တော့မဆိုလို့ပါဟုတ်ကဲ့ပါဒါဘုဒ္ဓတာအနေနဲ့ကျွန်တော်ဒီဗီဒီယိုမှာမျှဝေပေးခြင်းဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီဒူးရင်ချမ်းမှာလို့တူတယ်ဒီလိုမျိုးနားတယ်ရှိတဲ့ခါကျလို့ရှင် queue site ပို့လိုပါတယ်ဆိုတာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ